ကျွန်တော်နဲ့ဒါမစ္စတာဘန်ဂျီမွန်းနဲ့ခေါ်လို့တဲ့ခါမှာဒီငယ်ရဲ့နံပါတ်1 issue မှာလည်းရခိုင်ကိစ္စပါပါတယ်ဒီတော့ရခိုင်ကိစ္စဒီရွေးကိစ္စတွေမကဘဲနဲ့ကဘာမှာထိတ်တန်း issue မှာပါဝင်တဲ့အတွက်ကျွန်တော်တစ်မျိုးသားလို့တနိုင်ငံလုံးကဒီရခိုင်ကိစ္စကိုပေါင်းဖြည့်ရှင်းနော်အဖြစ်မှန်ဖော်ထုတ်ပြမှဆွဲဖို့တယ်လို့ဒီလိုပဲပနာမှာပြောရတယ်လို့ပြောရပါတယ်နံပါတ်1ချက်ကတော့ယနေ့ရခိုင်ပြည်နယ်မှာဖြစ်ပေါ်တဲ့ကိစ္စဒီဘာသာရေးကြောင့်မဟုတ်ဘူးလို့ပြောပြတယ်။ဘုရားကျွန်တော်ဒီဘိတ်မှာလည်းတော်တော်လေးပြောကြတာပေါ့နော်။ဘာသာရေးဆန်ဆန်တုံးတဲ့ပုံစံမျိုးတွေပြောကျွန်တော်ဝင်နေပါတယ်။ဒါကိုကျွန်တော်တော့လက်မခံပါဘူး။ကျွန်တော်နိုင်ငံမှာဘာသာရေး၄မျိုးဒီဟဲ့လား Buddhist Christian Islam ၄မျိုးကျွန်တော်ချစ်ကြည်စွာနေတာပဲ။ဒီခုဖြစ်တဲ့ဒီရခိုင်ကိစ္စတော့ဒါမတူညီတဲ့ဒီ both community ခုရဲ့ဒါသမိုင်းကြောင်းနဲ့ဖြစ်ပေါ်ခဲ့တဲ့ကိစ္စတွေဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1ဘာသာရေးကြောင့်လုံးဝမဟုတ်ပါဘူး။ဘာသာရေးကြောင့်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံတွေနဲ့ကြီးမားသောစိန်ခေါ်မှုတွေနဲ့ဆက်ဆံဖြစ်ပါတယ်။ကျွန်တော်တို့ကဘာသာရေးကြောင့်မဟုတ်ဆိုရင်လည်းတချို့သောနိုင်ငံများကတော့ဘာသာရေးစံတန်ဆောင်ရနေတာဖြစ်တဲ့အတွက်ဒါကျွန်တော်မျိုးသားတို့နိုင်ငံလုံးကလည်းဒါကိုတတိထားအစီအစဉ်ဖို့ပြောပြရတယ်။တို့ရဲ့ဒီမိုကရေစီနိုင်ငံတော်မှာနိုင်ငံရေးယဉ်ကျေးမှုတရားပေါ်ထွန်းနေပြီပြောပါတယ်။ဒါဘာလဲဆိုတော့ပြဿနာတစ်ခုဖြစ်လာရင်အရာရာကိုလက်နက်နဲ့မဖြစ်ချင်းနဲ့ပြဿနာတစ်ခုဖြစ်လာရင်အရာရာကို confrontation လိုက်မသွားဘဲနဲ့ပြဿနာဖြစ်လာရင်အရာရာကိုပူပေါင်းဖြည့်ရှင်းအဖြေရှာညှိနှိုင်းဖော်ထုတ်ခြင်းဖြစ်တာလေသွားမယ်ဆိုတဲ့ယဉ်ကျေးမှုဖြစ်ပါတယ်ကျွန်တော်ဝင်းတို့တယောက်အနေနဲ့ပြောရရင်တော့ကျွန်တော်ရဲ့အကြီးဆုံးတာဝန်ကတော့ရခိုင်ပြည်နယ်ကြီးက stability ဖြစ်ဖို့လိုတယ်ကျွန်တော်ရခိုင်ပြည်နယ်ကြီးကပြစ်မှတ်ဖြစ်နေတယ်နိုင်ငံတကာရဲ့ပြစ်မှတ်ဖြစ်နေတယ်ပြဿနာတစ်ခုဖြစ်ရင်ရခိုင်ပြည်နယ်တကြို့ထုတ်တယ်ကျွန်တော်မခံနိုင်ဘူးပုတ်ပြီးပဲဖြစ်တယ်ရခိုင်ပြည်နယ်ကတစ်ခုဖြစ်တဲ့ရခိုင်ကျွန်တော်လုံးဝလက်မခံနိုင်ပါဘူးကျွန်တော်ရခိုင်ပြည်နယ်မှာအားလုံးပူပေါင်းဖြည့်ရှင်းညှိနှိုင်းအဖြေဆိုင်နေတဲ့အများကြီးရှိပါတယ်ဒီခုဖြစ်နေတာကတော့ပြင်ပကလာတဲ့ပယောဂတွေနဲ့ဒီရဲ့သူ့ရဲ့စေဆောင်မှုတွေကကျွန်တော်ရဲ့အခက်အခဲကိုဖြစ်စေပြီးတော့ကျွန်တော်သူနေတာတော့ရခိုင်ပြည်နယ်ကိုကျွန်တော်ပုံမှန်မှုတွေမကဘူးဆက်တာကျွန်တော်တို့ဖြစ်ပေါ်နေတဲ့ issue ကြီးကိုလည်းကျွန်တော်တို့အတတ်နိုင်ဆုံးပြည်ပြောင်းဖြစ်စေ